သူဟာရုပ်ရှင်ထဲမှာစူပါဟီးရိုးတစ်ယောက်ဖြစ်တရုတ်ဆောင်လိုပြီးခါစားပဲရှိသေးပြီးဆေးရုံကဖျားနာနေတဲ့ကလေးငယ်တွေစီကိုတွားရောက်ကြည့်ရှုခဲ့ပါတယ်။ကလေးတွေကသူ့ဘေးနားမှာဝိုင်းအောင်လာကြတဲ့အခါသူကကလေးအလုံးနဲ့မတွေ့ဆုံရမချင်းပြန်ဖို့ညှင်းဆန်ခဲ့ပါတယ်။ပြီးတော့သူ့ကိုယ်တိုင်လည်းအားရင်ကြီးနေတဲ့ကြားကကောင်းမလေးတစ်ယောက်ရဲ့ကတင်ပေးမှာမွေးနေ့ပွဲကိုဆင်နွှဲပေးခဲ့ပြီးသူမအတွက်လိုအပ်နေတဲ့တတိတွေကိုဖြည့်ဆည်းပေးခဲ့ပါတယ်။ဒါပေမဲ့ဘယ်သူမှမသိခဲ့တာကတော့ဒီစူပါဟီးရိုးဟာလည်းအသက်သေဆုံးမှုနီးပါးဖြစ်နေခဲ့ဒါပါသိကြတဲ့အတိုင်းပဲသူဟာကင်ဆာရောဂါကို၄နှစ်ကြာတိုက်ဖြတ်နေခဲ့ရတာဖြစ်ပေမဲ့ဒါကိုလှုပ်ဝက်ထားခဲ့ပါတယ်ပြီးတော့နှစ်အကြာမှာသူကွယ်လွန်သွားခဲ့တဲ့အခါကျမှပဲသူဟာသူတွားရောက်အားပေးခဲ့တဲ့ကလေးငယ်တွေခံစားနေရတဲ့ယောဂဝေဒနာမျိုးကိုပဲအတူတူအသေးအတန်တိုက်ဖြတ်နေခဲ့ရတာပါလားဆိုတာကိုလူတွေသဘောပေါက်သွားခဲ့ကြပါတော့တယ်တကယ်လို့သင်ဟာတင်းဖခင်ကိုအကောင်းဆုံးလို့ယုံကြည်ရင်အသေးပေးပြီး follow လုပ်ပေးသွားပါမလုပ်ဘူးဆိုရင်တော့သင်ဟာတင်းဖခင်ကိုမချစ်ရရောက်ပါလိမ့်မယ်သင်ရဲ့ချစ်ချင်းမေတ္တာကိုပြသဖို့အတွက်ဒီဗီဒီယိုကိုမျှဝေပြီး comment မှာလည်းအသေးပုံလေးတွေပေးခဲ့ကြပါဦး